ကျွန်တော်တို့ဒီနေ့အားလုံးပဲ stay home ဆိုတော့လိမ့်လိမ့်မာမာအိမ်မှာနေကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ် camera roll okay ကလေးကနေလူကြီးထိကျွန်တော်တို့အရန်ကြိုက်မဲ့တခြင်းလေးတစ်ပုတ်ဖြစ်ပါတယ်ဒီတခြင်းလေးကကျွန်တော်ဝန်းနေတဲ့ချိန်မှာရောကျွန်တော်ပျော်တဲ့ချိန်မှာရောပြီးတော့အိတ်ချင်တဲ့ချိန်မှာအများနဲ့နားထောင်ဖြစ်တဲ့တခြင်းလေးဖြစ်ပါတယ်တခြင်းလေးကတော့အိမ်ကကျွန်တော်အတူလေးကျွန်တော်မြေလေးအရန်ကြိုက်တဲ့ You Are My Sunshine ဆိုတဲ့တခြင်းလေးဖြစ်ပါတယ် You are my sunshine, my only sunshine. You make me happy when skies are gray. You never know, dear, how much I love you. Please don't take my sunshine away. The other night, dear, as I lay sleeping, I dreamed I held you in my arms. And now that you're here, my dreams are waking. And I will keep you from harm. You are my sunshine, my only sunshine. You make me happy when skies are gray. You never know, dear, how much I love you. Please don't take my sunshine away. Thank you. Yeah. အားလုံးပဲပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်တို့အခုတကြံတွင်းမှာ virus အခြေအနေကြောင့်ပွဲတွေလည်း postpone လုပ်ရတယ်ပြီးတော့အခုအခြေအနေကပွဲတွေအခြေအနေကတော့အားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့လည်းကျွန်တော်မေရဲ့ပြီးတော့ကျွန်တော်ကူတို့နဲ့ကလေးမျိုးမှာပြန်ဖို့အစီအစဉ်လေးတစ်ခုရှိပါတယ်ဟုတ်ကဲ့ကလေးမျိုးပြန်မှာပါပြီးတော့တကြံကာလပြီးသွားတဲ့အချိန်မှာရန်ကုန်ပြန်ဆင်းမှာဖြစ်ပါတယ်ကလေးမျိုးမှာကျွန်တော်အိမ်ငယ်ကျွန်တော် home sit home ကလေးမျိုးမှာဖြစ်ပါတယ်ပြီးတော့အိမ်မှာအဖွားရယ်ပြီးတော့အရန်ချရတဲ့ဖွားရယ်ပြီးတော့အတော်ရယ်အမတော်ရယ်ရှိပါတယ်ကျွန်တော်10ရက်နေ့ကနေ19ရက်ထိ lockdown ချမယ်လို့ကျွန်တော်ကြားထားတယ်အဲ့တော့ကြောင့်ကျွန်တော်လည်းအဲ့ကာလအတွင်းတကြံကာလပေါ့အမှကျွန်တော်ကလေးမျိုးမှာမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ကြောက်ရက်တော့ဖြစ်ပါတယ်ကျွန်တော်ပြန်ပွဲစကြရအိမ်မှာအကြဆုံးဆိုလို့ရှိရင်၄ည9ညလောက်ပဲအိတ်တာအဲ့ဒါအဖွားကိုလည်းအရင်တနာတယ်ပြီးတော့အရင်သတိရတယ်အခုလည်းအရင်တော်သတိရနေပြီအခုကလေးမျိုးပြန်မဲ့ကိစ္စကတော့ကလေးမျိုးပြန်ရင်လည်း stay home ပဲလုပ်ရမှာပေါ့အားလုံးအတွက်အကောင်းဆုံးဖြစ်မဲ့ stay home yeah ကလေးမျိုးကကျွန်တော်ဒီပြန်ပွဲမပြန်ခင်ဒီကလေးမျိုးပါပဲတောက်လျှောက်အမှကြည်ပြင်းလာခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်အရန်ချစ်ပါတယ်ကလေးမျိုးပြီးတော့မရောက်ဖြစ်တာလဲနည်းနည်းကြာရင်ဒီဘက်မှာအရန်ကြာပြီလို့ခံစားရတယ်โอเคအဲ့အတွက်ကြောင့်အခုပြန်ရမယ်ဆိုတော့ရန်ရင်ခုန်ပါတယ်ရန်ပျော်ပါတယ်โอเคကလေးမျိုးကတငယ်ချင်းနေနဲ့လည်းအရန်တွေ့ချင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ထိအများအားပေးနေတဲ့ပြန်ပွဲပြီးရတဲ့မနာပဲနဲ့ပို့ပြီးတော့စူးစမ်းပြီးတော့ခုတက်နိုင်တဲ့လောက်ကုန်ပြီးတော့ဘက်ဆုံးကနေကျွန်တော်အားပေးနေတဲ့ပြည်ရန်ပြပါတကဘာလုံးက summary အားလုံးကိုကျေးဇူးတင်ပါတယ် thank you လို့ပြောချင်ပါတယ်ပြီးတော့ stay safe လို့ပြောချင်ပါတယ်ပြီးတော့အခုကျွန်တော်တို့ကလေးမျိုးပြန်ဖို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့ကလေးမျိုး summer တွေကိုပြောချင်ပါတယ်ကျွန်တော်ဒီတစ်ခါတော့တွေ့ဖို့ကအဆင်ပြေမယ်မထင်ပါဘူးsummer ရဲ့ကျမ်းမာရေးလည်းအရင်ကြီးတယ်ဆိုတော့ကျွန်တော်ဒီကိစ္စရေးပြီးသွားတဲ့အချိန်မှာ
ဒီကိစ္စဖြစ်နေတဲ့အချိန်မှာလင်းလင်းမမနေပြီးတော့ကို view site ကျမရဲ့ view site ပြီးတော့လင်းလင်းမမနေပြီးတော့ဒီကိစ္စကြီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ fan meeting အရင်ပြောစရာကောင်းမဲ့ fan meeting very special fan meeting လို့မှာဖြစ်ပါတယ်ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲကျမဆိုတာအဲ့နေ့ fan meeting လုပ်တဲ့နေ့မှာကျွန်တော်တို့တွေ့နိုင်ဖို့ meet လုပ်နိုင်ဖို့အားလုံးပဲကျမရဲ့ view site ကြပါ